Hello အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ဖူးကတ်ကိုလေနဲ့ဘယ်လိုသွားမလဲဆိုတာကိုဗီဒီယိုရိုက်ပြမှာဖြစ်ပါတယ်ကျွန်တော်နီနီနာနာပဲမိုချီ BTS station ကနေပြီးတော့ဒိုမောင် airport international airport ကိုရထားစီးလာပါတယ် BTS station နဲ့စီးလာပါတယ်ပြီးလို့ရှိရင်အထဲကိုဝင်ပါတယ်airport ကတိုက်ရိုက်ပေါ့နော်ဒိုမောင် airport ကိုတိုက်ရိုက်ဝင်ရပါတယ်အဲ့ဒါကတော့အထဲကိုဝင်နေရပါပြီးလို့ရှိရင်ကိုယ့်ရဲ့လိင်လက်မှတ်ချင်းတွေကိုပုံပြပေါ်မှာကြည့်လို့ရပါတယ်ကိုလိင်သွားမဲ့ချင်းနေရာကိုပုံကိုကြည့်လို့လည်းရပါတယ်မဟုတ်လို့ရှိရင်လည်းအဲ့နာမှာထိုင်းမှာချောချောလေး3ယောက်ရှိပါတယ်သူတို့ကူညီပေးပါလိမ့်မယ်ပြီးရင်ကျွန်တော်တို့ဒီပါချာထွက်ခွာမှာဖြစ်ပါတယ်အဲ့မတိုင်ခင်ကျွန်တော်တို့ရဲ့ပါလာတဲ့ပစ္စည်းတွေကိုစစ်ဆေးမှာဖြစ်ပါတယ်အဲ့ထဲမှာကျွန်တော်ရဲ့တုံနာလေးနဲ့ရေမွေးဘူးလေးတော့ပါသွားပါတယ်တတိထားပါရေပြုံတဲပါနဲ့ပြီးလို့ရှိရင်ကျွန်တော်စီရမယ့်ဂိတ်ကိုသွားပါတယ်ကျွန်တော်စီရမယ့်ဂိတ်က36ပါအဲ့မှာမာဆက်တွေလည်းလိန်ထဲမှာရပါတယ်ဒါတော့နေဝင်ချင်းလေးပေါ့နော်အရင်လာလို့ရိုက်ထားတာပါပြီးတော့ကျွန်တော်တို့ flight ကနည်းနည်းလေး delay ဖြစ်သွားလို့ပေါ့နော်လိန်ချိန်က9:35ဖြစ်ရမှာ哦လိန်ထွက်တာ2နာရီ8နာရီခွဲမှာထွက်တယ်ပေါ့နော်လိန်ပေါ်ကိုကျွန်တော်တို့8နာရီခွဲမှာရောက်ပါတယ်ဒါတော့လင်းစားထွက်နေပါပြီ8:45မှာလင်းစားထွက်ပါတယ်လင်းချင်းလေးနည်းနည်းဒီလေးဖြစ်နေအောင်မလို့ကျွန်တော်တော်သေးပါတယ်ကျွန်တော်နေတဲ့ဟိုတယ်ကိုစီးဖို့ bus ကနောက်ဆုံး bus ပါပြီးတော့ကျွန်တော်သွားမယ့်ဟိုတယ်ကနည်းနည်းဝေးတော့ Great Taxi ငှားရပါတယ်ပြီးရင်ကျွန်တော်တို့တဲမဲ့ခန်းကိုရောက်ပါပြီသူကတော့ပြောပါတယ်နောက်ကျရတဲ့ပတ်စံပို့ပေးရမယ်လို့ပြောပြီးကျွန်တော် sorry ထွက်မှာလို့ပြောရတဲ့အတွက်မပေးရပါဘူးဘိုင်ဘိုင်ပါ